တငယ်ချင်းတွေခုချိန်ခုခါခေတ်ပြတ်ကြီးတဲ့မှာမင်းတို့ပဲများရောက်နေကြသလဲကွာငါတို့ငယ်ငယ်မိုးမိုးတစ်ချက်စီရရင်စုကဝဲစားကြောင်းတော်ရွာထဲမှာမင်းတို့ရောတတိယသေးလားတငယ်ချင်းတွေကြည်စမ်းပါအောင်ကွာငါအပေါင်းသေးအောင်ရင်တွေက